ကောင်လေးအတွက်တော့3ရက်နဲ့3ညရှိသွားပါပြီမျက်တောင်တစ်ချက်တောင်မခတ်မိသလိုအသက်ရှူဖို့တောင်မဝင်ရဲပါဘူးဘာလို့လဲဆိုတော့ကြောက်စရာကောင်းတဲ့ဇွန်ဘီကြီးကသူ့ရှိမှရက်ပြီးအချိန်မရွေးခုံအုပ်တော့မဲ့အတိုင်းစိုက်ကြည့်နေလို့ပါကံကောင်းတာကကောင်လေးဟာကြောက်ရွံ့တစ်ခုလိုလုံးဝငြိမ်သက်နေနိုင်လို့သာအခုထိအသက်ရှင်နေတာပေါ့ဒါပေမဲ့ပြဿနာကဒီဇွန်ဘီကအရန်ပါနေတာပါပဲဒီအယုတ်ကလူအစ်စ်ဖြစ်နိုင်တယ်လို့တန်တရားဝင်နေတာကြောင့်မျက်တောင်မခတ်တန်းပြန်စိုက်ကြည့်နေပါတယ်ကောင်လေးရဲ့ရင်ထဲမှာတော့ကြောက်စိတ်တွေကြောင့်မုန်တိုင်းထန်နေပြီးချွေးတွေပြန်ကခြေထောက်တွေလည်းထုံကျင်နေပါပြီနည်းနည်းလေးလှုပ်မိတာနဲ့သူချက်ချင်းတည်မှာပါသူလဲကြတော့မဲ့အချိန်မှာပဲအဖွားအိုတယောက်ပြေးလာတာကြောင့်ဇွန်ဘီကသူ့မစီကိုအာယုံရောက်သွားပါတယ်ဒီအခွင့်အရေးကိုတုံးပြီးကောင်လေးဟာခြေလက်တွေကိုအမြန်လှုပ်ရှားကဗိုက်ထဲကအေးခဲနေတဲ့လက်ဖက်ရည်တွေကိုအပြင်ထုတ်ပစ်လိုက်ပါတယ်ဒါပေမဲ့ကန်တရားကချက်ချင်းပြောင်းပြန်လှန်လိုက်ပြန်ပါတယ်အဖွားအိုလက်ထဲကပြုတ်ကျလာတဲ့ဆွဆွနေတဲ့ဝက်ဦးချောင်းကသူ့ပခုံးပေါ်လာတင်နေတာပါအဲ့ဒီအနံ့ကအရန်ဆိုးဝါးလုံးလို့သူအန်ဂျင်စိတ်ကိုအသေးအတန်အောင့်ထားရပါတယ်အဲ့ဒီအချိန်မှာပဲသူ့ဘေးမှာအယုတ်တယုတ်လိုငြိမ်နေစေဖြစ်တဲ့ချူကိုမြင်လိုက်ရတာကသူ့ကိုတတိရှိစေပါတယ်ချူတောင်လုံနိုင်ရင်ငါလည်းလုံနိုင်ရမယ်လို့ကိုအားပေးပြီးစိတ်ကိုပြန်ထိန်းလိုက်ပါတယ်တစ်ဖက်မှာလည်းချူကစတင်လှုပ်ရှားလာပါတယ်သူမရဲ့ပိန်ပါတဲ့ခန္ဓာကိုယ်ကိုတုံးပြီးဇွန်ဘီရဲ့အောက်ကနေဖြည်းဖြည်းချင်းထွက်ဖို့ကြိုးစားတာပါအချိန်နည်းနည်းလေးသာထက်ရရင်သူမတကယ်လွတ်မြောက်တော့မှဖြစ်ပေမဲ့ကောင်လေးရဲ့လက်တွန်းလဲတဲ့ကိုလူကောင်းပြက်ကြီးတစ်လုံးပြုတ်ကျလာပါတယ်အဲ့ဒီကောင်းကြီးရဲ့နှွေးထွေးတဲ့အထီးတွေးကချူအတွက်တော့အိမ်မက်ဆိုးပါပဲသူမဟာမအောက်နိုင်တော့ပဲအဲ့ဒီနေရာမှာနေအန်ချလိုက်ပါတော့တယ်ဇွန်ဘီကအံ့ဩသွားပြီးအားလုံးကဟန်ဆောင်နေတာမှန်းသိသွားတဲ့အခါဒေါသတကြီးနဲ့ချူကိုဝိုင်းတိုက်ခိုက်ကြပါတော့တယ်ခဏလေးတွင်းမှာပဲချူဟာခောက်ဆွဲဖက်တွေလိုဖျို့ဖျဲဖြစ်သွားခဲ့ရပါတယ်ဒါကိုမြင်လိုက်ရတဲ့ကောင်လေးဟာဆက်ဆောက်နေရင်အချီးနီးပဲဆိုတာသိလိုက်ပြီးထွက်ပြေးပေမဲ့ခြေချော်ပြီးမှောက်ရက်လဲကျသွားပါတယ်ဘာပဲဖြစ်ဖြစ်သူရှေ့ဆက်သွားမှရပါတော့မယ်နေရန်ကိုအမိပြုပြီးရက်ဖို့ကြိုးစားပေမဲ့ဇွန်ဘီကနောက်ကလိုက်လာတာကြောင့်လေကားအောက်မှာအမြန်ပုံးလိုက်ရပါတယ်ကံကောင်းထောက်မှစွာနဲ့ဇွန်ဘီကသူ့ကိုမမတ်မိပဲထွက်သွားပါတယ်ဇွန်ဘီထွက်သွားတာနဲ့ကောင်လေးဟာပျော်လုံးလို့ကခုံမိတဲ့အထိစိတ်လှုပ်ရှားသွားပါတယ်ဒါပေမဲ့သူ့ရဲ့ကခုံတန်းကိုဇွန်ဘီကကြားသွားပြီးပြန်လှည့်လာတဲ့အခါမှာတော့ကောင်လေးဟာအယုတ်တယုတ်လိုပြန်ပြီးဟန်ဆောင်နေရပြန်ပါတော့တယ်